အနည်းဆုံး2သိန်းခွဲကျော်လောက်သေဆုံးခဲ့ကြရပြီမြမြန်မာပြည်ရဲ့လွတ်လပ်ရေးကြိုးပမ်းမှုဟာဆုံးခတ်မတိုင်သေးဘူးဆိုတဲ့အဓိပ္ပာယ်ပါပဲလွတ်လပ်ရေးဒေသပေးသနာတော်မူကရွှေဖုံးတော်အရှင်တခင်သူများဖယားအိန္ဒိယနိုင်ငံဆီမလာမြို့မှာဆစ်ဆောင်နေခဲ့တယ်အင်္ဂလိပ်ဘုရင်ကဒေါ်မန်စမစ်ဟာ1945ခုနှစ်ဧပြီလမှာရန်ကုန်မြို့ကိုပြန်ရောက်လာပါတယ်ဒီနောက်မေလမှာစက္ကူပြူစာတမ်းကိုထုတ်ပြန်ပြီးမြန်မာနိုင်ငံကိုအနည်းဆုံး3နှစ်ဆက်ပြီးအုပ်ချုပ်ဖို့စီစဉ်ပါတယ်ဒါကိုမလိုလားတဲ့ဗိုလ်ချုပ်အောင်ဆန်းဟာအနာဂတ်စီးရဲနိုင်ငံရေးကိစ္စတွေကိုသူ့ရဲ့တမှုတွေနဲ့ရောဖတာပါလာအဖွဲ့ချုပ်ခေါင်းဆောင်တွေနဲ့ပါတိုင်ပင်ပါတယ်ဒီနောက်မှာတော့လူတစ်သိန်းကျော်တက်ရောက်တဲ့နေသူတွေညီလာခံကြီးကိုခေါ်ယူပြီးပြည်ထောင်စုမြန်မာနိုင်ငံတော်တည်ထောင်ဖို့နဲ့တပ်မတော်သစ်ကိုဖွဲ့စည်းဖို့ဆိုတဲ့လမ်းစဉ်တွေကိုချမှတ်လိုက်ပါတယ်ကိစ္စနဲ့ကျွန်တော်တို့ရင်နာပြောမယ်ဆိုလို့ချင်းလွတ်လပ်ရေးဟာရဖို့အခြေအနေတော့နိုင်ငံရေးမှာအခြေခံအောင်လုပ်ပြီးတဲ့နောက်မှာတော့ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်တဲ့အဖွဲ့ဟာတီဟိုနိုင်ငံကန်ဒီမြို့မှာပြည်တိရှားတို့နဲ့တွေ့ဆုံဆွေးနွေးပြီးကန်ဒီသဘောတူစာချုပ်ကိုစက်တင်ဘာလ9ရက်နေ့မှာချုပ်ဆိုပါတယ်။အဲ့ဒီစာချုပ်အရဗမာမျိုးချစ်တပ်ဖွဲ့ကိုပြည်တိရှားဗမာတပ်မတော်နဲ့ပူးပေါင်းစီပြီးတခုတည်းသောဗမာတပ်မတော်အဖြစ်ဖွဲ့စည်းလိုက်ပါတယ်။အသစ်ဖွဲ့စည်းလိုက်တဲ့တပ်မတော်ကိုပြည်တိရှားဗိုလ်မှူးချုပ်လက်ခမီယာသောမတ်ကဦးဆောင်ပြီးလက်ထောက်စစ်ဦးစီးမှုများအဖြစ်ဗိုလ်လက်ရနဲ့ဗိုလ်မှူးကြီးစမစ်ဒွန်းတို့ကတာဝန်ယူကြပါတယ်။တိုင်းပြည်ကိုနိုင်ငံရေးအဖြစ်သာဦးဆောင်ခြင်းနဲ့ဗိုလ်ချုပ်အောင်ဆန်းကတော့တပ်မတော်ကနေနှုတ်ထွက်လိုက်ပါတယ်။အရင်ကဗမာမျိုးချစ်တပ်ဖွဲ့မှာပါဝင်ခဲ့တဲ့ဖတာပါလာအဖွဲ့ချုပ်ကလည်းဖွဲ့စည်းပုံအသစ်အရတပ်မတော်ကနေနှုတ်ထွက်လိုက်ပါတယ်။ဖတာပါလာကိုနာမည်ပြောင်းလိုက်တဲ့ဖဆပါလာအဖွဲ့ချုပ်ကြီးဟာ1945ခုနှစ်နှစ်ကုန်ပိုင်းမှာရွှေတကုံအလဲပစ္စယံလူထုအစည်းအဝေးနဲ့1946ခုနှစ်နှစ်ဆန်းပိုင်းမှာဖဆပါလာနိုင်ငံလုံးဆိုင်ရာညီလာခံတွေကိုခေါ်ယူပါတယ်။ဒီနောက်အခြေခံဥပဒေအသစ်ကိုရေးဆွဲဖို့နဲ့အမျိုးသားအစိုးရကိုဖွဲ့စည်းပြီးပြည်တိရှားတို့ထံကနေအာဏာလွှဲယူဖို့ဆုံးဖြတ်လိုက်ကြပါတယ်။အဲဒီနှစ်ကုန်ပိုင်းမှာတော့အင်္ဂလိပ်အစိုးရကဖဆပါလာကိုဘုရင်ခံရဲ့အမှုဆောင်ကောင်စီမှာပါဝင်ခွင့်ပေးလိုက်ရပါတယ်။ My colleagues and I have come to London in response to the invitation of 1948ခုနှစ်ဇန်နဝါရီလ29ရက်နေ့မှာတော့မြန်မာလွတ်လပ်ရေးအတွက်ပဏာမသဘောတူညီချက်ဖြစ်တဲ့အောင်ဆန်းအက်တလီစာချုပ်ကိုလန်ဒန်မြို့မှာချုပ်ဆိုပါတယ်အောင်ဆန်းအက်တလီစာချုပ်အရပြည်မနဲ့တောင်တန်းဒေသတွေအတူပူးပေါင်းပြီးလွတ်လပ်ရေးမရယူခင်တောင်တန်းပြည်သူတွေရဲ့ဆန္ဒကိုပြည်တိရှားအစိုးရကတည်နိုင်စေဖို့အတွက်1948ခုနှစ်ဖေဖော်ဝါရီလ12ရက်နေ့မှာပင်လုံညီလာခံကိုကျင်းပပါတယ်။ပင်လုံစာချုပ်ကိုဦးအောင်ဆန်းနဲ့အတူကချင်ချင်းနဲ့ရှမ်းခေါင်းဆောင်များကလက်မှတ်ရေးထိုးခဲ့ကြပါတယ်။ပင်လုံညီလာခံအပြီးဧပြီလမှာကျင်းပတဲ့တိုင်းပြည်ပြည်လွှတ်တော်ရွေးကောက်ပွဲမှာဖဆပါလာအဖွဲ့ချုပ်ကမဲအများစုနဲ့အနိုင်ရသွားခဲ့ပါတယ်။အဲ့ဒီလွှတ်တော်ရဲ့တာဝန်ကတော့မကြာခင်လွတ်လပ်တော့မယ်ပြည်ထောင်စုမြန်မာနိုင်ငံအတွက်အခြေခံဥပဒေကိုရေးဆွဲပေးဖို့ဖြစ်ပါတယ်။ဖဆပါလာဒုတိယဥက္ကဋ္ဌဦးနုဦးဆောင်ပြီးအဖွဲ့ဝင်112ဦးနဲ့ရေးဆွဲခဲ့တဲ့အခြေခံဥပဒေကို1948ခုနှစ်စက်တင်ဘာလမှာလွှတ်တော်ကအတည်ပြုခဲ့ပါတယ်။ဒီနဲ့ကန်းနဲ့ကြီးမားတဲ့လွတ်လပ်ရေးဆိုတာလည်းပဲဖြစ်နေလွတ်လပ်ရေးရတဲ့ကံမဲ့ခင်ဗျားတို့ဝင်ကြီးတွေမကြာခင်လွတ်လပ်တော့မယ်မြန်မာနိုင်ငံကိုခေါင်းဆောင်မှုရည်တမ်းထားတဲ့ဦးအောင်ဆန်းဟာလွတ်လပ်ရေးနဲ့ပတ်သက်တဲ့မှားတမ်းမိန့်ခွန်းကို1948ခုနှစ်ဇူလိုင်လ13ရက်နေ့မှာရန်ကုန်မြို့တော်ခန်းမလေသာဆောင်ကနေပြောကြားခဲ့ပါတယ်။တကယ်တော့ဒီမိန့်ခွန်းဟာဦးအောင်ဆန်းရဲ့နောက်ဆုံးမိန့်ခွန်း